လင်းလင်းပြောရမယ်ဆိုလို့ရှိရင်ဒီ double cat design မှာဆိုလို့ရှိရင်အနောက်ဘက်ကိုလုံးဝမကြိုက်ဘူးဒီပေါ်မှာသုံးထားတဲ့ဟာတွေကလုံးဝအားမရဘူးနော် double cat ဖြစ်တာဖြစ်တဲ့အတွက်ဂီယာတန်ဆိုလို့ရှိရင်ပိုမိုက်မယ်ဒါပေမဲ့ तू ကဂီယာကိုဟန်ဂီယာထည့်ထားတယ်အဲ့ဒါလေးကတော့ကျွန်တော်အကြိုက်နဲ့တိတ်မကြိုက်ဘူးချုပ် double cat ကားတွေမှာဆိုလို့ရှိရင်ထိုင်ကုန်အပူတွေအေးတွေဘာမှပါလာတာမတွေ့ဘူးပေါ့နော်ဒီကောင်ကထိုင်ကုန်အပူလဲပါတယ်အေးလဲပါတယ်စီးမော်တာလဲပါတယ်ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်ဘေးမှာမြင်နေရတော့ဒီပယ်ရဲ့ဒီပယ် Hunter K50 ဆိုတဲ့ double cat EV ကားကြီးပဲဖြစ်ပါတယ်ဒီကောင်ကရိုးရိုး EV တော့မဟုတ်ဘူးလို့သူတို့ကတော့ EHEV လို့ခေါ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကောင်က PHEV တော့မဟုတ်ဘူး extended range EV ဖြစ်တယ်။အဲ့တော့ engine လဲပါမယ်ကျွန်တော် battery လဲပါမယ်ပေါ့နော်။ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်တော့ double cat တွေကတော့နောက်ပိုင်း EV ထဲမှာဝင်လာတာတွေများလာရပေါ့နော်။အဲ့ထဲမှာလဲကျွန်တော်ဒီပယ်ကလည်းဒစီအပါဝင်ဖြစ်လာရေပေါ့နော်။ဒီကောင်ရဲ့ design ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အရှေ့ပိုင်း design ကတော့အရန်မိုက်တယ်။လုံးဝကားကြီးကလုံးဝကြွားရွားမှာအနေထားလေးရှိတယ်။နောက်ပြီးသူ့မှာမိုက်တာ grey design ပေါ့နော်။သူ့ရဲ့ grey design ကဘာနဲ့သွားဆင်တူလဲဆိုတော့ကျွန်တော်တို့ Jetto ရဲ့ Dashin ရဲ့ design လို့ Beijing X7 က design လို့နဲ့ခက်စင်စင်လေးတူတဲ့အနေအထားလေးမှာရှိတယ်ပြီးရင်ပေါ့လေသူကအလဲမှာသူကဒီဘယ် logo ကြီးကိုထည့်ထားတယ်အဲ့ဒီရဲ့အောက်မှာသူက360 camera လေးကိုမြုပ်ပေးထားတယ်ပြီးတော့ကျွန်တော်သူ့မှာကြိုက်တာသူ့ရဲ့ daytime running light ဆိုလို့ရှိရင်လည်းပတ်တန်သွားထားတဲ့ style လေးကမိုက်တယ်ပြီးရင်သူ့ရဲ့ projector light ပေါ့နော် projector light ဆိုလို့ရှိရင်အထက်ထဲမှာ projector light တစ်လုံးနဲ့ပဲဒါပေမဲ့သူက headlight ကို design ဖော်ထားတာဖြစ်တဲ့အတွက်အထက်ထဲမှာ headlight ရဲ့အပြည့်ပုံစံမျိုးလေး design ဖော်ပေးထားတဲ့ style လေးကမိုက်တယ်နောက်ပြီးရင်သူကအရှေ့ဆန်စာရတော့ဘာမှပါလာတာမရှိဘူးဒီမှာ fog light လေးပါလာမယ်အောက်က ground clearance ကတော့ double cat ဖြစ်တာဖြစ်တဲ့အတွက် off road double cat ဖြစ်တာဖြစ်တဲ့အတွက်အောက်က ground clearance ကြီးကတော့လုံးဝ heavy ပဲဘေးဘက်ကြီးอ่ะဘေးဘက်မှာဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးသဘောကျတာကတော့သူ့ရဲ့ alloy design ပဲ alloy design လေးကဘယ်လိုပြောရမလဲဖန်တီးထားတာရိုးရိုးရှင်းရှင်းနဲ့မိုက်တယ်လို့ပြောလို့ရတယ်ပြီးလို့ရှိရင်သူက rim size ကိုလည်း18ပဲသုံးပေးထားတယ်ပြီးရင်သူကဒီပေါ့နော်တာယာနဲ့ဒီရဲ့ဂျားထဲမှာဆိုလို့ရှိရင်လည်း space ကကျွန်တော်တို့ဒီလက်သီးစုပ်တစ်လုံးစာကြော်ကိုလွတ်တဲ့အနေအထားမျိုးလေးမှာရှိတယ်ဒီကောင်က off road ဖြုတ်မှာဆိုလို့ရှိရင်လည်းလုံးဝ share ဖြုတ်လို့ရတဲ့အနေအထားမျိုးလေးမှာရှိတယ်ပြီးရင်ဒီဘက်မှာပေါ့နော်ဘက်မှန်မှာဆိုလို့ရှိရင်360 camera ပါလာမယ်ကျွန်တော်တို့ဒီအချက်ပြမီးတွေပါလာမယ် blind spot တော့မပါဘူးဒါပေမဲ့သူကဘာပါလဲဆိုတော့ကြီး mirror heater လေးတော့ပါလာတာကိုတွေ့ရတယ်ပြီးရင်ဒီကောင်ကကား site ကလည်း double cat လည်းဖြစ်တယ်ကား site လည်းကြီးတာဖြစ်တဲ့အတွက်ခြေနှင်းလေးကိုတခါတည်း default ထည့်ပေးထားတာကိုတွေ့ရတယ်တကားလက်ကင်ကတော့ Yodan နဲ့ design လေးကိုမှ chrome လေးနဲ့လုပ်ပေးထားတယ်ကျွန်တော် frame လက် window တွေဘာရင်မဟုတ်ဘူး double cat ဖြစ်တာဖြစ်တဲ့အတွက် heavy ဖြုတ်လို့ရအောင်ပုံမှန်ကျွန်တော်ဒီကားတကား style မျိုးလေးကိုပဲလုပ်ပေးထားတာကိုတွေ့ရတယ်အနောက်ဘက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်အပေါက်ကတော့ C ပေါက်ပေါ့နော်ဟိုဘက်မှာဆိုလို့ရှိရင်တော့ charging port ပါမယ် charging port ကတော့ CCS2 နဲ့ပါလာတာပေါ့နော်အဲ့တော့နောက်ဘက်ဆက်ကြည့်အောင်ပွင့်လင်းလင်းပြောရမယ်ဆိုလို့ရှိရင်ဒီပေါ့နော်ဒီပယ်ရဲ့ Hunter K50 မှာဒီ double cat design မှာဆိုလို့ရှိရင်အနောက်ဘက်ကိုလုံးဝမကြိုက်ဘူးဘာလို့လဲဆိုတော့သူ့ရဲ့အနောက်ဘက် design ကကျွန်တော်တာမန်ပေါ့နော်ပုံမှန် double cat highlight double cat လို့ပုံစံမျိုးပေါ့နော် highlight double cat တောင်မှဟိုအရင် version လို့ပုံစံမျိုးပဲရှိတာဖြစ်တဲ့အတွက်အနောက်ဘက်ကတော့လုံးဝသဘောမကျဘူးပုံမှန်လင်းလင်းပြောရမယ်ဆိုလို့ရှိရင်အနောက်ဘက်မှာဆိုလို့ရှိရင်တော့နောက်ဘက်ဆန်ဆာက၄လုံးပါလာတာကိုတွေ့ရတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်တစ်ခုမိုက်တာကတော့နောက်ဘက်ကင်မရာကိုဒီတကားလက်ကင်ရဲ့ဘေးမှာတခါလေးမြုပ်ထည့်ပေးထားတာကိုတွေ့ရတယ်တကားကတော့နောက်ဘက်ကတော့ hydraulic လေးတော့ပါလာရပေါ့နော်အဲ့ဒါလေးကတော့မစိုးလို့ပြောရမယ်နောက်ဘက် space ဆိုလို့ရှိရင်လည်းသူက double cat PP အနောက်ဘက် space ရလည်းအကျယ်ကြီးပဲပြီးလို့ရှိရင်ဒီပေါ်မှာသုံးထားတဲ့ဟာတွေကလုံးဝအားမရဒီမှာကျလုံးဝ fiber ပြားကြီးကတ်ထားတာဗျာတန်ပြားရဲ့အပေါ်ကတော့တန်ပြားအောက်မှာတော့တန်ပြားရှိတယ်ဒါပေမဲ့အပေါ်မှာသူက fiber ပြားကြီးကတ်ထားတဲ့ဟာကြီးကအဆင်မပြေဘူးပေါ့နော်ပြီးလို့ရှိရင်ဒီနားတွေကဘာလုပ်တာဒီနားတွေမှာဂွင်းနေဗျာနောက်ပြီးဆိုလို့ရှိရင်ဗျာဒီဘက်နောက်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်12 volt socket တွေဘာညာကြီးလဲပြန်ထုတ်ပေးထားတာမတွေ့ရဘူးအနောက်ဘက်ကတော့လုံးဝရှင်းရှင်းလင်းလင်းပဲတခုသဘောမကျတာကဒီအပေါ်မှာသုံးထားတယ်လုံးဝဒီ fiber သားတော့လုံးဝသဘောမကျဘူးပေါ့နော်အဲ့တော့အတွင်းထဲတော့ကြည့်ရအောင်ကျွန်တော်အတွင်းခန်းထဲရောက်ပြီပေါ့နော်အတွင်းခန်းထဲရောက်တဲ့ခါမှာဒီကားကအတွင်းခန်းမစိုးလို့ပြောရမယ်။ဘာဖြစ်လို့လဲဆိုတော့တချို့ double cat ကားလေးမှာဆိုလို့ရှိရင်အတွင်းခန်းကို weight short ထားတာကိုတွေ့ရတယ်ပေါ့နော်။ဒီကောင်လေးကတော့ weight short ထားတာဘာညာမရှိဘူး။သူ့ရဲ့အနေထားလေးကသူ့နဲ့သူပါတဲ့ပါထိုက်တာတွေအားလုံးပါတယ်သုံးထားတဲ့ material quality တွေကအစားတေချာလေးသုံးမိထားတာကိုတွေ့ရတယ်။အဲ့ဒါလေးကတော့အားရဖို့ကောင်းတယ်ပေါ့နော်။သူ့ရဲ့ CI design ဆိုလို့ရှိရင်လည်းမစိုးဘူး။ကျွန်တော်တို့ဒီပေါ့နော်ဒီ pair style တိုင်းလေးပဲကျွန်တော်တို့ဒီအဝိုင်းလဲမဟုတ်ဘူး၄တောင်လဲမဟုတ်ဘဲနဲ့ပေါင်းဆက်ထားတဲ့ပုံစံမျိုးလေးအလဲမှာဒီ pair logo လေးနဲ့ဒီဘက်မှာဆိုလို့ရှိရင် cruise control adaptive cruise control ဖြစ်
သွားပြီဒီဘက်မှာဆိုလို့ရှိရင်တော့ media control ပါမယ်ပြီးလို့ရှိရင်ဒီကောင်ကနည်းနည်းလေးထူးခြားရလို့ပဲပြောရမလားပေါ့နော်တချို့ double cab ကားတွေမှာဆိုလို့ရှိရင်ထိုင်ကုန်အပူတွေအေးတွေဘာမှပါလာတာမတွေ့ဘူးပေါ့နော်ဒီကောင်ကထိုင်ကုန်အပူလဲပါတယ်အေးလဲပါတယ်စီးမော်တာလဲပါတယ်မပါတာဆိုလို့စီးမာဆက်တစ်ခုလောက်ပဲရှိတယ်ပေါ့နော်အဲ့ဒါလေးကမစိုးဘူးပြီးလို့ရှိရင်ထိုင်ကုန်လေသာတာကလည်း double cab ဖြစ်ပေမဲ့လည်းဒီထိုင်ကုန်လေသာကိုတုံးထားတဲ့ quality ကမစိုးဘူးမဆက်ဆက်ဖြစ်နေဆိုတဲ့ feeling ကိုလုံးဝမခံစားဘူးအဲ့ဒါလေးကတော့အားရဖို့ကောင်းတယ်ပြီးလို့ရှိရင် तू ကဒီမှာဆိုလို့ရှိရင်လည်းဘာထည့်ပေးထားလဲဆိုတော့ तू က off road ကားဖြစ်တာဖြစ်တဲ့အတွက် 2wheel high ပါမယ်ပြီးလို့ရှိရင် 4wheel low ပါမယ် auto ပါမယ်ပေါ့နော်အဲ့ဒီ chain နဲ့ switch လေးကိုထည့်ပေးထားတာကိုတွေ့ရတယ်ဒီမှာတော့ဒီကောင်လေးကတော့ကျွန်တော်အစဒီကောင်က wireless charger လို့ထင်တာဒီကောင်ကတော့ wireless charger မဟုတ်ဘူးတာမန်ဖုန်းတင်ဖို့အတွက်ကိုပဲ design ဖော်ပေးထားတာပြီးတော့ तू အလဲ center ကွန်ဆုံးဆိုလို့ရှိရင်လည်းလုတ်ပေးထားတဲ့ style လေးကအရန်မိုက်တယ်ဗျာအားရဖို့ကောင်းတယ်သုံးထားတဲ့ leather quality တွေ material တွေကလည်း strong ဖြစ်တယ်ဆိုတဲ့ feeling ကိုလုံးဝအပြည့်ခံစားရတယ်ပြီးလို့ရှိရင်ဒီ Emirates ထဲမှာဆိုလို့ရှိရင်လည်း तू ကဒီ space လေးတစ်ခုပါလာမယ် cool box တွေတော့မဖြစ်သေးဘူးပေါ့နော်ပြီးတော့မှဒီမှာအကုန်လုံးကို leather texture လေးနဲ့ leather ကြိုးကြုတ်ကိုမှ leather ကြိုးကြုတ် texture လေးနဲ့ပြန်အုပ်ပေးထားတာကိုတွေ့ရတယ်ဒီရှင်းမှာတော့ HUD display တွေဘာညာပါလာတာတော့မတွေ့ရသေးဘူးဒီမှာဆိုလို့ရှိရင်တော့ तू က fiber မဟုတ်ဘူးတော့ဒီမှာလည်းအစ leather 3 meter တယ်ဒီအောက်မှာလည်း leather 3 meter တယ်ဒီမှာပေါ့နော်ဒီနားလေးကို fiber 3 ရခြင်းအကြောင်းရင်းကလည်းဒီမှာ तू ခလုတ်လေးထည့်ပေးဖို့အတွက်ကို तू သုံးထားတာဒီမှာဆိုလို့ရှိရင်လည်း display ကိုအပြည့်သွားထားပြီးတော့မှဒီဘက်မှာက digital cluster ဒီဘက်မှာကကျွန်တော် infotainment screen ပေါ့နော်နောက်ပြီးလို့ရှိရင်နောက်ထပ်မိုက်တာကဘာလဲဆိုတော့ဒီကောင်က external rate EV ဖြစ်တာဖြစ်တဲ့အတွက်ဒီ digital cluster မှာ तू နှစ်ခုလုံးပြပေးထားတယ် battery ဘယ်လောက်ကျန်သေးလဲဆိုတဲ့ဟာရယ် fuel ဘယ်လောက်ကျန်သေးလဲဆိုတဲ့ဟာရယ်ကိုနှစ်ခုလုံးကိုဒီမှာ indicator မှာတစ်ခါတည်းထည့်ပေးထားတဲ့အနေအထားလေးရှိတယ်အဲ့ဒါလေးကမိုက်တယ်ပြီးရင်တော့ဒီပေါ့နော်ဒီ infotainment screen ပေါ့နော် infotainment screen ကတော့ရိုးရိုးရှင်းရှင်းပဲဘာဖြစ်လို့လဲဆိုတော့ဒီကောင် double cab ဖြစ်တာဖြစ်တဲ့အတွက် off road ကားဖြစ်တာဖြစ်တဲ့အတွက်ဒီ infotainment screen မှာတော့ function တွေပြည့်သိမ့်နေအောင်ထည့်ထားတာမရှိဘူးရိုးရိုးရှင်းရှင်းလေးပဲ UI UX ကိုဖန်တီးပေးထားတာကိုတွေ့ရတယ်အဲ့ဒါလေးကလည်းမစိုးဘူးလို့ပြောရမယ်ဒီဘက်တကားဘက်အချမ်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတကားဘက်အချမ်းကိုအကုန်လုံးနီးပါးကို leather လေးသုံးပေးထားတယ်အဲ့ဒါလေးကလည်းအားရဖို့ကောင်းတယ် fiber တွေဘာညာမဟုတ်တော့ဘူးတချို့လိုမျိုးတကားတွေဘာညာဝိတ်လျှော့တာမရှိဘူးအကုန်လုံးကို leather အောင်မှ leather quality လေးတွေကိုခွဲပြီးသုံးထားတယ်အဲ့မှာ तू က speaker ရဲ့အပေါ်မှာ तू က design ပြန်အုပ်ပေးထားတာမျိုးလေးရောရှိတယ်တခြားကားတွေလိုမျိုး aluminum ပြန်အုပ်ထားတာမျိုးမဟုတ်ဘဲနဲ့ fiber နဲ့ပဲပြန်အုပ်ပေးထားတဲ့ design လေးတွေရှိတယ်ပေါ့နော်ဒီနားမှာဆိုလို့ရှိရင်လည်း aircon လေးပေါက်လေးတွေကိုထည့်ပေးထားရပေါ့နော်နောက်ပြီးရင်ကျွန်တော်အားမရတာပေါ့နော် double cab ဖြစ်တာဖြစ်တဲ့အတွက် gear တန်ဆိုလို့ရှိရင်ပိုမိုက်ပဲဒါပေမဲ့ तू က gear ကို hand gear ထည့်ထားတယ်အဲ့ဒါလေးကတော့ကျွန်တော်အကြိုက်နဲ့တိတ်မကြိုက်ဘူးဒါကျွန်တော်မကြိုက်တာပေါ့နော်ကြိုက်တဲ့လူတွေလည်းရှိကောင်းရှိမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ double cab off road ကားဖြစ်တာဖြစ်တဲ့အတွက် gear လေးကင်ပြီးတော့မောင်းရတဲ့ feeling ဆိုလို့ရှိရင်ပိုမိုက်မယ်ဒါပေမဲ့ तू ကဒီ hand gear အနေနဲ့ပဲထည့်ပေးထားတယ်အဲ့ဒါလေးကတော့တိတ်အားမရဘူးပေါ့နော်ဒီအပေါ်မှာဆိုလို့ရှိရင်တော့ဘာမှ trade လို့မရှိဘူးကျွန်တော်တို့ဒီစာကြည့်မီးတွေလောက်ပဲပါမယ်အရှိပိုင်းအောင်ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်မစိုးလို့ပဲပြောရမှာပဲသုံးထားတဲ့ leather quality တွေသုံးထားတဲ့ material quality တွေကဘယ်နေရာမှခိုထားတာမရှိဘူးသူ့ brand နဲ့လိုက်အောင်တေချာလေးလုပ်ပေးထားတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနောက်ဘက်သွားကြည့်ရအောင်ကျွန်တော်တို့အနောက်ဘက်ရောက်ပြီပေါ့နော်အနောက်ဘက်မှာတော့ဒီကားကတိတ်ပြီးတော့ထွေထွေထူးထူးအများကြီးပြောကြရတော့မရှိဘူးလက်ရွန်ကတော့မစိုးလို့ပြောရမယ်ဒါပေမဲ့လူကောင်နည်းနည်းကြီးတယ်ဆိုလို့ရှိရင်တော့လက်ရွန်ကြက်မယ်ဆိုတဲ့အနေအထားမျိုးလေးမှာရှိမယ်ဟက်ရွန်လေးကလည်းအစင်တော့ပြေတယ်ဒါပေမဲ့အရက်6ပေလောက်ရှိရဆိုလို့ရှိရင်တော့ခေါင်နဲ့တိတ်မလွတ်ချင်တယ်ဆိုတဲ့ပုံစံမျိုးလေးမှာရှိတယ်ဒီကောင်က double cab ဖြစ်တာဖြစ်တဲ့အတွက်ဒီဘက်အနောက်ဘက်ကျင်းတာတော့အရန်ကြီးဖွေယူလို့တော့မရဘူးပေါ့နော်နောက်ပြီးရင် double cab ဖြစ်ပြီးတော့အားရစရာအချက်ပြောပါဆိုလို့ရှိရင်ဒီကောင် raw aircon ဖြစ်တယ်အဲကြောင့်မို့ဒီမှာ aircon လေးပေါက်လေးတွေပါတယ် aircon လေးပေါက်ရဲ့အောက်မှာတော့ USB port လေးတစ်ခုပါလာတယ်ဒါပဲအနောက်ဘက်ကတော့ထွေထူးအများကြီးပြောစရာမရှိဘူးကျွန်တော်ဒီကောင်ရဲ့အောက်တွေမှာ cargo space ဘာညာထည့်ထားရလဲမရှိဘူးပေါ့နော်ဒါပေမဲ့တခုတော့ရှိတယ်ဒီကောင်ကဒီအနောက်ခုံကိုလုံးဝခောက်ပလိုက်လို့ရတယ်အနောက်ခုံကိုခောက်ပြီးတော့ဒီမှာပျက်စီးဘာညာထည့်ကျင်တယ်ဆိုလို့ရှိရင်လည်းထည့်လို့ရတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒါလေးပဲအနောက်ဘက်ကတော့တိတ်ထွေထူးပြောစရာမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီကားလေးရဲ့အချက်လက်လေးပြောရအောင်အခုကတော့ဒီကားလေးရဲ့အချက်လက်လေးကိုပြောရမယ့်အချိန်ရောက်လာပြီဒီကားလေးကတော့ external rate EV ဖြစ်တာဖြစ်တဲ့အတွက်သုံးစံတိုင်းနှစ်ပိုင်းခွဲပြောရမှာပေါ့နော်သူ့ရဲ့ battery capacity ဆိုလို့ရှိရင်လည်း32 kWh ရှိတယ်သူ့ရဲ့ battery ကိုသုံးပြီးတော့သွားလို့ရတဲ့ range က131 km တိရှိတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူး battery ကလည်းအပြည့်ရှိမယ်စီကလည်းအပြည့်ရှိမယ်ဆိုလို့ရှိရင်သွားလို့ရတဲ့ driving range ကတော့900 km တိရှိတယ်ပြီးရင်သူ့ရဲ့ torque ပေါ့နော် torque ဆိုလို့ရှိရင်လည်းသူက320 Nm တိရှိပြီးတော့သူ့ရဲ့ maximum speed က160 km/h တိရှိတယ်ဒါလေးကတော့ဒီကားလေးရဲ့အချက်လက်ချင်းလေးပဲဖြစ်ပါတယ်ကျွန်တော်အခုတင်ဆက်ပေးခဲ့တာကတော့46ကြိမ်မြောက် Bangkok International Motor Show မှာပြသထားတဲ့ Deepal ရဲ့အသစ်ထွက်ရှိလာတဲ့ double cab ဖြစ်တဲ့ Deepal Hunter K50 double cab EV ကားလေးကြောင့်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြရပါပေါ့ကျွန်တော် Just Right ကတစ်ချုံပါဒါကတော့မယူတော့ဘူးက32 kWh ရှိတယ်။ဒီလိုမျိုးနဲ့သွားမယ်ဆိုလို့ရှိရင်တော့137ရှိတယ်။ဒီနဲ့ဆိုတော့900 km ရှိတယ်။တော်တော်ပြောနေရတယ်။ Sorry ။ဟုတ်ပြီ
ပြီးတော့ဘောပေါက်တယ်โอเค3 2 1 go ဒါရော